င်္ဂလာပါမမတို့ရေအသားရည်ကြည့်ပြီးတော့အမဲဆက်တင်းတိတ်တွေတက်တာကျင်တယ်ဆိုလို့ရှိရင်တော့ညာဘိုင်းမှာ cleansing လေးတေချာလုပ်ပေးဖို့လိုတယ်ပေါ့နော် cleansing တေချာလုပ်ပေးမှသာလင်ရေပြားတွင်းမဲမှာရှိရဲ့အညစ်အကြေးတွေဖုံမှုန့်တွေရပါတော့အကုန်တန့်စင်ပြီးတော့အသားရည်ကကိုလိမ့်တဲ့ skin care တွေကပို့ထိအောင်ပါပေါ့နော်မို့ဆိုရင်တော့ဒါ cleansing လုပ်ပြီးသွားပြီမျက်နှာလေးတစ်ပြီးသွားပြီတိုနာလေးပေါ့နော်တိုနာလေးလည်းလိမ့်ပြီးသွားပြီရေဓာတ်ဖြစ်ဒီမှာစီတန်လေးလည်းလိမ့်ပြီးသွားပြီပေါ့နော်နောက်တစ်ခုကကြတော့အမဲဆက်တင်းတိတ်ရှိတဲ့မမတွေကိုပြောချင်တာကကြတော့အိုင်မီသားလာခရင်လေးကိုပြောပြချင်တာပါအိုင်မီသားလာခရင်လေးကကြတော့သူကအမဲဆက်တင်းတိတ်တွေကိုပါသွားစေတယ်အသားရည်မညီတာတွေကိုတက်တာစေတယ်ပေါ့နော်သူကမိတ်ကပ်အစားထိုးခရင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ကပ်မကြိုက်တဲ့လူတွေမိတ်ကပ်ဓာတ်မတည့်တဲ့လူတွေဆိုရင်လည်းအရန်အဆင်ပြေတယ်ဟိုကမိတ်ခရင်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆွဲရတာလည်းအရန်လွယ်တယ်ပေါ့နော်ကိုညာဘိုင်းမှာဆိုရင်ကိုကအမဲဆက်တင်းတိတ်တွေရှိနေပြီးထွက်စားပြုတ်နေပြီဆိုလို့ရှိရင်ရှိနေတဲ့နေရာလေးကိုဒီလိုလေးဝိုင်းပြီးတော့အိတ်ပြီးလို့ရပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီအမဲဆက်တင်းတိတ်လေးတွေကမင်းမိန်တာမြန်တယ်တက်တာတာမြန်တယ်ပေါ့နော်အမဲဆက်တင်းတိတ်ဆိုတာကအရေးပြားအတွင်းပိုင်းတွေကထွက်လာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုတွေကစိတ်ရှည်ဖို့တော့လိုတယ်ဒီညာဘိုင်းမှာဆိုလို့ရှိရင်တော့ပုံမှန် skin care တွေအကုန်လုံးလိမ့်ပြီးသားလို့ရှိရင်ဒီ eye cream လေးကိုဒီလိုမျိုးလေးပေါ့နော်ကိုအမဲဆက်တင်းတိတ်ရှိတဲ့နေရာလေးတွေကိုလိုမျိုးလေးထုလေးလိမ့်ပြီးတော့အိတ်ပေးခြင်းအပြင်အမဲဆက်တွေတင်းတိတ်လေးတက်တာညံစေပါတယ်ရှင်နောက်တစ်ခုကကြတော့သူ့ရဲ့ထူးခြားချက်ကကြပေါင်းတင်လို့ရတယ်ပေါ့နော်ကိုကဒီလိုမျိုးတူလေးတစ်မျက်နှာလုံးလိမ့်ပြီးတော့အိတ်မယ်ဆိုလို့ရှိရင်လည်းပေါင်းတင်ထားတဲ့အာနီတင်ကိုရစေရပေါ့နော်သူကလုံးဝရေစေးချစေရမလို့ပေါ့နော်အသားရည်ကိုတဆင်ဖြူဝင်းလာစေတဲ့ make up အစားထိုး cream လေးပဲဖြစ်ပါတယ်ရှင်အမဲဆက်တင်းတိတ်လေးရှိနေပြီဆိုတော့ဒီဘူးလေးစောင့်ထားဖို့လိုပါတယ်နော်